တွေကိုစီထားတဲ့ကြသည်ဘယ်ရောက်မှကိုနောက်မပါဘူးတီတရားလေးတွေရှိသေးခြင်းသည်ငါပိုင်နာငါရဲ့ဥစ္စာငါဆိုတဲ့အတ္တဆွဲလျှော့ပါအိုးချင်းနာချင်းတည်ခြင်းကြောင့်ရရှောင်လွဲမရဘူးလူဘဝလေးမှာခန္ဓာချွေအသက်ကိုမပေးခင်တန်တရားမှာကောင်းဖို့ကြိုးစားဖြင့်အကာသနာနဲ့မာနလေးတွေကိုစီထားတဲ့ကြသည်ဘယ်ရောက်မှကိုနောက်မပါဘူးတီတရားလေးတွေရှိသေးခြင်းသည်ငါပိုင်နာငါရဲ့ဥစ္စာငါဆိုတဲ့အတ္တဆွဲလျှော့ပါအိုးချင်းနာချင်းတည်ခြင်းကြောင့်ရရှောင်လွဲမရဘူးလူဘဝလေးမှာခန္ဓာချွေအသက်ကိုမပေးခင်တန်တရားမှာကောင်းဖို့ကြိုးစားဖြင့်ရခဲ့တဲ့လူဘဝခဏမှဒါနသီလပြည့်စုံပြီလားဗျာတေချာစွာပြန်ဆန်းစစ်ပါနောက်ကြမှာပြန်လဲမရဘူးနော်လူဘဝဆိုတာအလေးရောင်ခဏလေးရတာပါမသေးခင်လေးမြတ်အောင်နေပါမကြွေးခင်လေးမြတ်အောင်နေပါမကြွေးခင်လေးမြတ်အောင်နေပါမသေးခင်လေးမြတ်အောင်နေပါစေတနာထားလို့လူပါတမ်းမှလူဘဝရောက်တော့အခါနဲ့မာနလေးတွေကိုစီထားတဲ့ကြသည်ဘယ်ရောက်မှကိုနောက်မပါဘူးတီတရားလေးတွေရှိသေးခြင်းသည်ငါပိုင်နာငါရဲ့ဥစ္စာငါဆိုတဲ့အတ္တဆွဲလျှော့ပါအိုးချင်းနာချင်းတည်ခြင်းကြောင့်ရရှောင်လွဲမရဘူးလူဘဝလေးမှာခန္ဓာချွေအသက်ကိုမပေးခင်တန်တရားမှာကောင်းဖို့ကြိုးစားဖြင့်ရခဲ့တဲ့လူဘဝခဏမှဒါနသီလပြည့်စုံပြီလားဗျာတေချာစွာပြန်ဆန်းစစ်ပါနောက်ကြမှာပြန်လဲမရဘူးနော်လူဘဝဆိုတာအလေးရောင်ခဏလေးရတာပါမသေးခင်လေးမြတ်အောင်နေပါမကြွေးခင်လေးမြတ်အောင်နေပါမကြွေးခင်လေးမြတ်အောင်နေပါမသေးခင်လေးမြတ်အောင်နေပါစေတနာထားလို့လူပါတမ်းမှလူဘဝရောက်တော့အခါ